ရက်ပေါင်း109ရဲနော်မိုင်ပေါင်း2300တွေးကြည့်ရုံနဲ့တင်ချစ်သလုံးလေးနာလောက်လို့ခန်းစားရတဲ့ကိန်းကနန်းတွေဗျာဒါတာမန်ချီလင်ခီးစဉ်တခုမဟုတ်ဘူးလေဟုတ်ပါတယ်အမေရိကန်ပြည်ထောင်စုရဲ့ပြည်နယ်ပေါင်းများစွာကိုဖျက်ဆီးပြီးယာဒီရူအခြေအနေအမျိုးမျိုးခြေဘဝကအရေးကြီးမှုတွေခနာကိုရဲ့ဖျားနာနာခြင်းမှုတွေကိုအန်တူပြီးရှောက်လန်းခဲ့တဲ့ Walk for Peace ခေါ်ငြင်းချမ်းရေးအထက်လမ်းလျှောက်ခြင်းခီးစဉ်ကြီးဖြစ်ပါတယ်တကယ့်ကိုကြီးကျယ်ခမ်းနားတဲ့ခီးစဉ်ကြီးပါပဲဆိုဒီနေ့ကျွန်တော်တို့အသေးစိတ်နန်းနန်းရှင်းရှင်းလိလာစူးစမ်းကြည့်မယ်မှာတန်းကတော့လေ2026ခုနှစ်ဖေဖော်ဝါရီလ17ရက်နေ့က George Washington တက္ကသိုလ် GWU မှာပြုလုပ်ခဲ့တဲ့ Day 109 Global Loving Kindness Meditation Session ဆိုတဲ့ဗီဒီယိုမှတ်တမ်းနေပဲဖြစ်ပါတယ်ဒီမှတ်တမ်းကကျွန်တော်တို့အတွက်ငင်းချိုင်းနဲ့ပတ်သက်ပြီးအများကြီးသင်ခန်းစာပေးနိုင်တဲ့အရေးအမြစ်တစ်ခုဖြစ်နေလို့ပါပဲဟုတ်တယ်တဲ့ဒီခီးစဉ်ရဲ့အဆုံးသတ်ဟာ Lincoln အထင်းမှတ်အစောအုံကနေစင် GWAU အားကစားကွင်းမှာခဏစွာပြီးဆုံးခဲ့တာလေဒီမှတ်တမ်းတွေထဲမှာကျွန်တော်ကိုအထီးခိုက်ဆုံးခိစေခဲ့တဲ့မြင်ကွင်းတစ်ခုရှိတယ်ဘယ်မြင်ကွင်းလေးများလဲရှင်အဲ့ဒါကခီးစဉ်ကိုဥဆောင်ခဲ့တဲ့ဆရာတော်က Lincoln အထင်းမှတ်အစောအုံကိုရောက်တဲ့အချိန်သူ့ကိုစောင့်ကြုံနေတဲ့ထောင်တောင်းကြီးတဲ့ပရိသတ်တွေရဲ့ပံ့ပိုးမှုငင်းချမ်းရဲ့အတူရက်တီပေးမှုတွေကိုမြင်လိုက်ရတဲ့အခါအမြဲတမ်းတည်ငြိမ်နေတတ်တဲ့ယဟန်တစ်ပါးကခန်းစားချက်တွေပြင်းထန်လွန်လို့မျက်ရည်ကျခဲ့ရတဲ့လူသားဆန့်လာတဲ့အခိုက်အတန့်လေးပါပဲဗျာအဲ့ဒီမြင်ကွင်းကတကယ်ကိုစိတ်လှုပ်ရှားစရာကောင်းပါတယ်ဘာဖြစ်လို့လဲဆိုတော့ဆရာတော်ကြားခဲ့တဲ့မျက်ရည်ဟာပင်ပန်းမှုကြောင့်ကျတဲ့မျက်ရည်မဟုတ်ပဲလူသားတွေရဲ့စူပေါင်းစွမ်းအားကိုမြင်တွေ့လိုက်ရလို့ထွက်ပေါ်လာတဲ့ပီတိမျက်ရည်ဖြစ်နေလို့ပါမှန်တာဗောဒီခီးစဉ်ကြီးကိုလေရုပ်ပိုင်းဆိုင်ရာလင်းရှုပ်ခြင်းတက်တက်လို့မြင်ရင်တင်လုံးကောင်းမယ်ရှင်အနှစ်သာရအဖြစ်ဒါဟာစိတ်ပိုင်းဆိုင်ရာနဲ့လူဖွဲ့စည်းဆိုင်ရာငင်းချင်းကြီးကိုလက်တွေ့အုံမြင့်ချက်တိဆောက်ပြသွားတဲ့လုပ်ငန်းစဉ်ကြီးတစ်ခုပါဒီအချက်ကို GNU ရဲ့ဒုတိယဥက္ကဋ္ဌခိုလက်ခိုးမန်းကပွဲအခမ်းအနားမှာအယမ်းပြပြတဲ့စကားတစ်ခုနဲ့ထောက်ခံသွားပါတယ်သူဘယ်လိုများပြောသွားခဲ့လဲသူကငင်းချင်းရေးဆိုတာခြေလန်းတလန်းချင်းရွေးချယ်မှုတစ်ခုချင်းလူတဦးချင်းစီကနေတိဆောက်ရတာဖြစ်တယ်လို့ဆိုသွားပါတယ်ဝါဒီပဲညာရတဲ့ရောက်တယ်နော်ဟုတ်တယ်ရှင်တဘောကတော့ငင်းချင်းရေးဆိုတာစာချုပ်တွေပေါ်မှာလက်မှတ်ထိုးရုံနဲ့ရလာတဲ့အရာမဟုတ်ဘူးလေကောင်းကင်ဘုံကနေအလိုလိုကြလာမယ့်အရာလည်းမဟုတ်ဘူးပေါ့ကျွန်တော်တို့လူသားတဦးချင်းစီကနေစဉ်ဘဝမှာအသိစိတ်နဲ့ရှောက်လန်းတဲ့ခြေလန်းတဲ့ပြုလုပ်နေတဲ့ရွေးချယ်မှုတွေပေါ်မှာအပြည့်အဝမူတည်နေတဲ့ဆိုတဲ့သဘောတရားကိုမိမောင်းထုတ်ပြလိုက်ကပါပဲတိကျပါတယ်ရှင်အဲ့ဒီတော့ငင်းချမ်းရေးကိုလူတဦးချင်းစီကစတင်ရမယ်ဆိုတဲ့အယူအီးစားနဲ့ဆက်ဆက်ပြီးဆရာတော်ရှင်းပြသွားတဲ့အလွန်စိတ်ဝင်စားဖို့ကောင်းတဲ့အချက်တစ်ချက်ရှိတယ်အဲ့ဒါကတာမန်အချက်နဲ့မိတ္တာတရားရဲ့ကွာခြားချက်တွေဗျလူတွေကချစ်နှံမေတ္တာကိုအမြဲတမ်းရိုးထွေးတုံးနေတတ်ကြတာကိုဟုတ်တယ်ဆရာတော်ကအတီးအလင်းခွဲခြားပြသွားပါတယ်တာမန်အချစ်ဆိုတာမှာတကောကောင်းဆံမှုအနေနဲ့များပါဝင်နေသေးတယ်ဘာလို့လဲဆိုတော့ကိုနဲ့တက်တဲ့ကိုကောင်းချိုးပေးနိုင်တဲ့ကိုနဲ့အဆင်ပြေတဲ့သူတွေကိုသာရွေးချယ်ပြီးချစ်တတ်ကြလို့ပါတယ်မှန်ပါတယ်အတိုင်းအတာတစ်ခုထိအကန့်အသတ်ရှိနေသေးတာပေါ့ဒါပေမဲ့မိသားတရားကြတော့အဲ့ဒီလိုအကန့်အသတ်မရှိတော့ဘူးဗျာနေမိမရှိဘူးခွဲခြားတတ်မှမရှိဘူးအန်တိုဆာအကောင်းဆုံးကမိမိရဲ့ရန်သူကိုတောင်မှချစ်ခင်ကျင်းနိုင်စွမ်းရှိတယ်ဆိုတဲ့အချက်ပါပဲဒါကတကယ်ကိုနည်းနည်းတဲ့သဘောတရားပါပဲဒါပေမဲ့လေဒီနေရာမှာကျွန်တော်နည်းနည်းဝင်ပြီးစဉ်းစားမိတာကရန်သူကိုချစ်ရမယ်ဆိုတဲ့အချက်ကနားထောင်လို့တော့အရင်လာပါတယ်ဒါပေမဲ့လက်တွေ့ခကြီးထဲမှာကိုဒုက္ခပေးနေတဲ့သူကိုချစ်ရမယ်ဆိုတာကသိပြီးစိတ်ကူးရင်ဆန်မနေဘူးလားလက်တွေ့ကြကြရုပ်ဘလို့အတိပဲဖွင့်ဆိုနိုင်မလဲဒါကအရန်ကိုအရေးကြီးတဲ့မေခွန်းမှာရန်သူကိုချစ်တယ်ဆိုတာသူတို့လို့ရက်တွေကိုလက်ခံပေးလိုက်တာဒါမှမဟုတ်ကိုအနိုင်ကျင့်ခွင့်ပေးလိုက်တာမျိုးကိုဆိုလိုတာမဟုတ်ပါဘူးရှင်ဒီချက်ကဘာကြောင့်အရေးကြီးတယ်လဲဆိုတာကိုစမ်းစစ်ကြည့်ဖို့လိုပါတယ်ဟုတ်ကဲ့ရှင်းပြပါဦးဗျာဒီနေရာမှာဆရာတို့သုံးနှုန်းသွားတဲ့ fight with our mind ဆိုတဲ့စကားရက်ကိုအသေးအချာပြန်ကြည့်ရမှာမယ်ငင်းချမ်းရဲကိုလိုချင်ရင်ပြင်ပလောကကြီးမှာလက်နက်တွေအကြမ်းဖက်မှုတွေနဲ့တွားရောက်တိုက်ပွဲဝင်နေစရာမလိုဘူးတကက်တိုက်ပွဲစစ်ကကိုယ့်ရဲ့စိတ်တွင်းမှာသာရှိတယ်လို့ဆိုပါတယ်စိတ်တွင်းကတိုက်ပွဲပေါ့ဟုတ်ပါတယ်စိတ်ပညာရှုထောင့်ကနေကြည့်ရင်ကိုဒုက္ခပေးတဲ့သူကိုမူတီးနေမယ်ဒေါသထွက်နေမယ်ဆိုရင်အဲ့ဒီအစိတ်အတောက်ကကိုယ်စိတ်ကိုပဲအရင်ဆုံးလောင်ကျွမ်းစေတာပါဒါကြောင့်မေတ္တာထားတယ်ဆိုတာကသူတစ်ပါးရဲ့အစိတ်အတောက်ကိုကိုယ်စိတ်ခဲကူးစက်ခံခွင့်မပေးဘူးဆိုတဲ့ခိုင်မာတဲ့ကာဝယ်မှုရန်တရားတစ်ခုဖြစ်တယ်တကယ်ကိုခိုင်မာတဲ့တွေးခေါ်မှုပါပဲကိုယ်စိတ်ကိုအရင်ဆုံးကာကွယ်တာကိုဆရာတော်ကသူ့ရဲ့ဆရာသမားဆုံးမခဲ့မှုတဲ့စကားတစ်ခုကိုပါကိုးကားသွားပါသေးတယ်ဘလို့များလဲရန်သူမရှိပဲအခြားသူတွေနဲ့မပေါင်းသင်းနိုင်ရင်ပြဿနာထက်မဖန်တီးပဲတယောက်တည်းတာနေတဲ့ဝါ
အဲ့ဒီစကားကတော်တော်လေးကိုထိစားစရာကောင်းတယ်ဗျာကိုကလူတွေနဲ့ပေါင်းသင်းဆက်ဆံတဲ့အခါတိုင်းရန်ရိုးတွေအမုန်းတရားတွေပဲဖန်တီးနေမိတယ်ဆိုရင်အဲ့ဒီလိုအစိတ်အသင့်နေတဲ့ဆက်ဆံရေးမျိုးကိုဆက်လုပ်နေမဲ့အစားကိုကအေးအေးချမ်းချမ်းနေလိုက်တာကမှလောကကြီးအတွက်ရောကိုတော်ပါပြဿနာတစ်ခုရောသွားစေမယ်ဆိုတဲ့သဘောပေါ့ တီးကြပါတယ်ဒါကိုယ့်ရဲ့တွင်းစိတ်ငြိမ်းချမ်းမှုကိုဦးစားပေးဖို့လက်တွေ့ကြကြလမ်းညွှန်လိုက်တာပါပြင်ပကအာယုံတွေကိုတုံ့ပြန်နေမဲ့အစားကိုယ့်စိတ်ကိုပဲထိန်းချုပ်ဖို့ပြောလာဖြစ်ပါတယ် ဟုတ်ပြီစကောဆရာတော်ရဲ့လမ်းညွှန်ချက်တွေစီပြန်သွားရအောင်ဗျာဒီလိုနေနိမိတ်မရှိတဲ့မေတ္တာတရားကိုဘယ်လိုလက်တွေ့ပွားများကြမလဲမေတ္တာပို့တဲ့အစီအစဉ်ကိုစတင်တဲ့အခါဆရာတော်ကအလွန်ရိုးချင်းပေမဲ့ထိရောက်တဲ့ပြင်ဆင်မှုတွေကိုလမ်းညွှန်ပေးခဲ့ပါတယ် ပြင်ဆင်မှုတွေဘာတွေများဖြစ်မလဲ အရင်ဆုံးခန္ဓာကိုယ်ကိုဖြောင့်မစွာထားဖို့ပြီးတော့မျက်နှာကိုပြုံထားဖို့ဒီနေရာမှာအရေးကြီးဆုံးကတော့ဖုံးတွေကိုပိတ်ထားဖို့ဒါမှမဟုတ်အတန်ပိတ်ထားဖို့တတိပေးခဲ့ပါတယ်ဆရာတော်ကဟာတာလေးတစ်ခုနိုးပြီးပြောသွားသေးတယ်ဗျာ ဘာများလဲရှင့် တနာရီလောက်ဖုံးမတွန်းရတဲ့အခါလူတွေလျားနေနိုင်တယ်ဆိုပြီးတော့လေ အဲ့လျားတယ်ဆိုတဲ့ဟာတာလေးကတကယ်တော့ခက်တဲ့လူသားတွေရဲ့ကြီးမားရဲ့ပြဿနာတစ်ခုကိုအနဲ့ထိုးသလိုထုတ်ပြသွားတာပါပဲ မန္တဘောဖုံးမကန်ရရင်မနေနိုင်ကြတော့ဘူးလေ ကျမတို့ခင်မှာနိပညာနဲ့ social media တွေစီရတဲ့ dopamine ကိုဆွဲလဲနေကြတယ်လေအာယုံစူးစိုက်မှုတွေကအမြဲတမ်းပင်ပကိုပဲရောက်နေတာဖုန်းလေးတစ်ချက်မြည်လိုက်တာ notification လေးဝင်လာတာနဲ့ကျမတို့ရဲ့စိတ်ကလွင့်ကနေပါသွားတတ်ပါတယ် တကယ်ကိုအာယုံလွင့်လွယ်တဲ့ခေတ်ကြီးပါ ဒါကြောင့်မစ်တရာပိုဖိုကိုစိတ်ကိုအပြည့်အဝစူးစီးဖို့ဆိုရင်ဒီလိုပြင်ပကအာယုံလွဲစရာတွေကိုအရင်ဆုံးဖြတ်တောက်ထားဖို့ကမရှိမဖြစ်လိုအပ်တာဖြစ်ပါတယ် ဟုတ်ပါတယ်ပြင်ပအာယုံတွေကိုဖျက်တောက်ကြည့်တဲ့နောက်မှာတော့မေတ္တာပို့ခြင်းရဲ့ပထမဆုံးအဆင့်ကိုစတင်ပါတယ်အဲ့ဒါကတော့ကိုယ်တိုင်မိမိကိုယ်ကိုအရင်မေတ္တာပို့ဖို့ပါပဲဆရာတော်ကမိမိကိုယ်ကိုမချစ်နိုင်ရင်ဘယ်သူမှကိုယ်ကိုပိုးမချစ်နိုင်ဘူးလို့ပြက်ပြက်သားသားဆိုတယ် ဒီအချက်ကတက်ကိုအရေးကြီးပါတယ်ကိုယ့်ကိုယ်ကိုအရင်ချစ်ဖို့ဆိုတာလေ ဟုတ်တယ်ကျွန်တော်တို့လူဖွဲ့စည်းမှာလူတွေကမင်းကိုထာဝရချစ်တယ်လို့အလွယ်တကူကတိပေးတတ်ကြတယ်ဒါပေမဲ့တေချာပြန်ဆန်းစစ်ကြည့်ရင်အဲ့ဒီချစ်တယ်ဟာအခြေအနေတွေပေါ်မှာအမြဲတမ်းမူတည်နေတတ်ပါတယ်။နှွေချေရုပ်စင်အင်္ဂါအဆင့်အတန်းစတဲ့အခြေအနေတွေပြောင်းလဲသွားရင်အဲ့ဒီချစ်တယ်လည်းပြောင်းလဲသွားတတ်ပါတယ် အချင်းနေအရာပြောင်းလဲတတ်တဲ့တာမန်ချစ်တွေပေါ့ ။ဒါပေမဲ့မိမိကိုယ်ကိုချစ်တဲ့အချစ်ကတော့ဘာအခြေအနေနဲ့မှမသက်ဆိုင်တဲ့အချစ်မဲ့အချစ်ဖြစ်ပါတယ်။ဒီနေရာမှာစိတ်ဝင်စားစရာကောင်းတာကမိမိကိုယ်ကိုချစ်တဲ့ဆိုတာကိုယ့်ကိုအလိုလိုက်ပြီးထင်ရဆိုင်တာမျိုးကိုပြောရမှာမဟုတ်ဘူးဆိုတဲ့အချက်ပါပဲ ဒါကတိတ်ကိုအရေးကြီးတဲ့ခွဲခြားမှုပါရှင်စိတ်ပညာရှုထောင့်ကနေကြည့်ရင် self love လို့ခေါ်တဲ့မိမိကိုယ်ကိုချစ်ချင်းဆိုတာကိုလှုပ်ချင်တာအကိုလှုပ်ခွင့်ပေးတာအမားတွေကိုဖုံးခွယ်ပေးတာမျိုးမဟုတ်ပါဘူး ။ဒါဆိုရင်ဘယ်လိုမျိုးအတိအကျဖွင့်ဆိုနိုင်မလဲ ဆရာတို့ရှင်းပြထားတဲ့အချက်ကအရင်ရှင်းလင်းပါတယ်မိမိကိုယ်ကိုတကယ်ချစ်တယ်ဆိုရင်မိမိကိုယ်ကိုရေရှည်မှာထိခိုက်စေမဲ့မကောင်းမှုဒုစရိုက်တွေကိုရှောင်ကျဉ်ရမယ်ဆိုတဲ့အချက်ပါကိုယ့်ကိုယ်ကိုအစိတ်တင့်စီမဲ့အတွေးခေါ်တယ်ကိုယ့်ဘဝကိုဖျက်ဆီးမဲ့အလဲအကျင့်ဆိုးတွေကိုရှောင်ရှားခြင်းကတည်းကတကယ် self love စစ်ထက်ပါတယ် တော်တော်လေးကိုရှင်းလင်းသွားပြီ ဘာလို့ကိုယ့်ကိုယ်ကိုအရင်ချစ်ရတယ်လဲဆိုတော့ကိုယ့်ခွက်ထဲမှာရေမရှိပဲတခြားသူကိုရေငယ်ပေးလို့မရတယ်လို့ပါပဲကိုယ့်ကိုယ်ကိုမှမေတ္တာမထားနိုင်ဘူးဒေါသတွေအမုန်းတွေနဲ့ပြည့်နေတယ်ဆိုရင်အခြားသူတွေကိုမေတ္တာပေးဖို့ဆိုတာလုံးဝမဖြစ်နိုင်ပါဘူး ။ဒါကြောင့်မို့လို့ဆရာတော်လမ်းညွှန်ပါတဲ့မေတ္တာပို့စာသားလေးတွေကလည်းအရန်ကိုအေးချမ်းပြီးအထိပ္ပယ်ပြေဝနေတာဗျ။မှတ်တမ်းထဲမှာအားလုံးကနာကျင်မှုနဲ့ပฏิပတ်ခများမှာကင်းဝေးပါစေ။ရုပ်ပိုင်းနဲ့စိတ်ပိုင်းဆိုင်ရာဆင်းရဲဒုက္ခများမှာကင်းဝေးပါစေ။အန္တရာယ်များမှာကင်းဝေးပါစေ။ကိုယ်စိတ်နှစ်ပါးငြိမ်းချမ်းပါစေဆိုတဲ့စာသားလေးတွေကိုမျက်စိမိတ်ပြီးအာယုံပြုရွတ်ဆိုကြတယ် တိတ်ကိုအေးချမ်းတဲ့အခိုက်အတန့်လေးပါ ။ဒီစာသားလေးတွေကိုမိမိကိုယ်တိုင်အတွက်အရင်ရွတ်ဆိုပြီးစိတ်ကိုတည်ငြိမ်အောင်ရလောက်တယ်။အဲ့ဒီလိုတည်ငြိမ်သွားမှသာတလောကလုံးမှာရှိတဲ့တတ္တဝါတွေကိုယ့်ရဲ့ရန်သူတွေအပါအဝင်အားလုံးချီကိုဒီစာသားလေးအတိုင်းမေတ္တာတွေဆက်လက်ဖြန့်ကျက်ပို့တတ်ပေးတာကိုတွေ့ရပါတယ်။ဒါဟာအထွင်ကနေအပြင်ကိုလိုင်းကရက်လိုဖြန့်ကျက်သွားတဲ့တဘာဝကြလေလုပ်ငန်းစဉ်တစ်ခုပါပဲ မှန်ပါတယ်ဒီအချက်တွေကိုပိုမိုကျေပြည့်နဲ့ဘဝယေရှုတောင်းကနေချိတ်ဆက်ကြည့်မယ်ဆိုရင်ပိုပြီးတော့အတိတ်ပြေလေးနဲ့လာတာကိုတွေ့ရပါမယ်ဆရာတော်ကဘဝရဲ့အနှစ်သာရအစစ်အမှန်နဲ့ပတ်သက်ပြီးသတိပေးချက်တစ်ခုပေးတော့ပါတယ် ။ဘဝရဲ့နေတာရနဲ့ပတ်သက်ပြီးရောလား ဟုတ်တယ်ရှင်လူတွေဟာတသက်လုံးပင်မန်ပမန်နဲ့အိမ်တွေကားတွေငွေတွေရွှေတွေစတဲ့ရုပ်ပိုင်းဆိုင်ရာပစ္စည်းဥစ္စာတွေကိုအသက်အတန်ဆူဆောင်ကြတယ်နေ့စဉ်နဲ့အမျှဒါတွေနောက်ကိုပဲပြေးလိုက်နေကြတယ်ဒါပေမဲ့တကယ်တမ်းသစ္ဆုံးချင်းရောက်တဲ့အခါအဲ့ဒီຢာတွေတခုမှမိမိနောက်ကိုပါမသွားပါဘူးအားလုံးကိုမလွဲမသွေစွန့်လွတ်ခဲ့ရမှာပါ ။ဒါဆိုရင်မိမိနဲ့အတူဗာဒီမြပါသွားမလဲ
မိမိနဲ့အတူတပါးတဲ့ပါတော့မဲ့တခုတည်းသောအရာကတော့မိမိပြုလုပ်ခဲ့တဲ့ကောင်းကံစိုးကံဆိုတဲ့ကံတရားတွေပဲဖြစ်ပါတယ်ဒီသဘောတရားကိုဘာသာရေးဆန်ဆန်တက်တက်မဟုတ်ပဲ action နဲ့ reaction လို့တွေးကြည့်လို့ရပါတယ် လောက်ရတိုင်းမှာအကျိုးဆက်ဆိုတာရှိစမြဲ哦ကိုပြုမှုလိုက်တဲ့လုပ်ရတဲ့အကျိုးဆက်ဟာကိုယ့်ရဲ့ပင်ကိုယ်စရိုက်ကိုဖုံဖော်သွားပြီးအဲ့ဒီအကျိုးဆက်တွေကပဲကိုနောက်ကိုအရေးလိုလိုက်နေမယ်ဆိုတဲ့သဘောပါပဲဒါကြောင့်မလို့မိမိကိုယ်ကိုတကယ်ချစ်တယ်ဆိုရင်ကိုနောက်ကိုတကယ်ပါလာမဲ့ကိုယ့်ကိုငြင်းခမ်းစေမဲ့ကောင်းမှုတွေကိုသာပြုလုပ်တင်တယ်ဆိုတဲ့အတိတရားကိုမိမောင်းထုတ်ပြသွားတာဖြစ်ပါတယ် ကနေအားနဲ့ပတ်သက်လာရင်ဒီစီဇန်ရဲ့အဆုံးသတ်နားမှာတွေ့ရတဲ့အလွန်စိတ်လှုပ်ရှားစရာကောင်းတဲ့မြင်ကွင်းတစ်ခုကိုထည့်ပြောခြင်းနေဗျာတရားထိုင်ပြီးမှအားလုံးကမိမိတို့ပြုလုပ်ခဲ့တဲ့ငြိမ်းချမ်းရေးလမ်းလျှောက်မှုမေတ္တာပို့တာမှုစတဲ့ကောင်းမှုတွေအတွက်ဝိုင်းမြောက်ကြောင်းဖော်ပြတဲ့အနေနဲ့တာဓုဆိုတဲ့စကားလုံးကို၃ချိန်တိုင်တိုင်ညီညီညာညာရွတ်ဆိုခဲ့ကြတာပါ SADHU တာဓုပေါ့နော် ဟုတ်တယ် GWU အားကစားကွင်းကြီးတစ်ခုလုံးမှာလူထောင်ပေါင်းများစွာရဲ့အတန်းတွေတပြိုင်တည်းထပ်ပေါ်လာတဲ့အခါအဲ့ဒီအတန်းလိုင်းတွေရဲ့ပဲ့တဲ့တန်းကကြွတိထားစရာကောင်းလောက်အောင်ကြီးမားလာပါတယ်တာဓုခေါ်ရဲဆိုတာကိုယ်တိုင်လုပ်တဲ့ကောင်းမှုတွေရောသူတစ်ပါးပြုလုပ်တဲ့ကောင်းမှုတွေပါဝိုင်းမြောက်ဝမ်းတာဖြစ်ရတဲ့မူရိတာစိတ်ကိုဖော်ပြတာဖြစ်ပါတယ်ဒီလိုစုပေါင်းရွတ်ဆိုလိုက်တဲ့အခါထွက်ပေါ်လာတဲ့စိတ်ပိုင်းဆိုင်ရာတုံ့ကားမှုဟာပါဝင်သူအားလုံးကိုနည်းနည်းရှိုင်းရှိုင်းချိတ်ဆက်မိသွားစေပါတယ်အဲ့ဒီစုပေါင်းချိတ်ဆက်မှုဟာအလွန်အစွမ်းထက်ပါတယ်ကိုတယောက်တည်းကောင်းတာလုပ်နေတာမဟုတ်ဘူးငါတို့အားလုံးအတူတူလုပ်နေကြတာပဲဆိုတဲ့အတိကလူသားတွေရဲ့စိတ်ပိုင်းဆိုင်ရာလုံခြုံမှုနဲ့ခွန်အားကိုအများကြီးမြင့်ကျင့်ပေးနိုင်ပါတယ်အဲ့ဒီလိုစိတ်ပိုင်းဆိုင်ရာအရာချိတ်ဆက်မိသွားတဲ့အခြေအနေမှာပဲမတ်တိုင်းတွေကချစ်စရာကောင်းတဲ့အဖြစ်ပြက်လေးတစ်ခုခုသွားတရိယာမိတယ်ဗျာဘာအဖြစ်ပြက်လေးများလဲပွဲစီစဉ်သူတွေနဲ့ပရိသတ်တွေကြားမှာခီးစဉ်ကြလုံးလုံးရင်းနှီးခဲ့ကြတဲ့အဖော်လေးတစ်ယောက်ရှိတယ်သူ့နာမည်ကအလိုအားတယ်ခွေးလေးတစ်ကောင်ပေါ့ပရိသတ်တွေအားလုံးက GWU အားကစားကွင်းလဲမှာအလိုအားကိုတွေ့ကြလို့မျှော်နေခဲ့ကြတာဒါပေမဲ့ကံမကောင်းစွာနဲ့ပဲအလိုအားကနားနေဆောင်မှချန်ရိတ်ခဲ့တယ်ပဲပရိသတ်တွေမတွေ့လိုက်ရပါဘူးအော်အလိုအားလေးကိုပြောတာကိုဒီလိုလွဲချော်မှုလေးကပွဲကြီးတစ်ခုလုံးကိုအလွန်တင်းကျပ်တဲ့တရားပွဲကြီးလို့မဟုတ်ပဲပို့ပြီးလူသားဆန်သွားစေတယ်ပရိသတ်တွေကလည်းဒီခီးစဉ်ရဲ့အသေးမွားလေးတွေအဖော်လေးတွေကအစားဘလောက်အထိအာယုံစိုက်ပြီးချက်ခင်နေကြတယ်လဲဆိုတာကိုပြသနေတဲ့တက်တဲ့တစ်ခုပါပဲမှန်ပါတယ်အဲ့ဒီလိုရေမောစရာလေးတွေလူသားဆန်တဲ့အခိုက်အတန့်လေးတွေကပဲ theory ဆန်လုံးတဲ့တရားသမားတွေကိုလက်တွေ့ဘဝတွေဆွဲခေါ်လာနိုင်တာပါပေါ့ပေါ့ပါပါလေးနဲ့ရင်းနှီးကျွမ်းဝင်မှုကိုတိဆောက်လိုက်တာဖြစ်ပါတယ်နောက်ထပ်အမတ်တရားဖြစ်ပျက်လေးတစ်ခုလေးရှိသေးတယ်အဲ့ဒါကတော့ငင်းချင်းကြီးလက်ကောက်လေးတွေဝင်းသွားတဲ့အစီအစဉ်မှာပွဲစီစဉ်သူတွေကအစပိုင်းမှာဝေဖို့မိနေကြပါမယ်နောက်ပိုင်းမှာပြန်တရိရပြီးဝင်းသွားခဲ့တယ်အဲ့ဒီလက်ကောက်လေးတွေဝေရတဲ့အကြောင်းရင်းကတဲ့ကိုချစ်စရာကောင်းတယ်လို့အတဲပဲလေးပြည့်သွားပါတယ်ဆရာတော်ကဘယ်လိုများပြောသွားခဲ့လဲအလုံးကိုဒီနေ့ချင်းလမ်းကြောင်းပေါ်ကနေဘယ်တော့မှထွက်မပြေးနိုင်အောင်အမြဲတမ်းတရိယာနေအောင်ချီနှောင်ထားတဲ့အနေနဲ့ဝင့်ငါတာပါလို့ဆရာတော်ကနောက်ပြောင်းပြီးပြောသွားပါသေးတယ်လက်ခုံးလေးတစ်ခွင်းအောင်ရုပ်ပိုင်းဆိုင်ရာကတန်ဖိုးမကြည့်ပေမဲ့ဒီရက်ပေါင်းတရန်9ရက်ကြာခရီးစဉ်ကြီးရဲ့တန်ခရဖြစ်ပတ်ဝန်းသူတွေရဲ့လက်ခုံးဝတ်မှာအမြဲတမ်းရှိနေတော့မှာပါဟုတ်တယ်ဗျဒါကြီးမားတဲ့အမတ်တရားတစ်ခုပါပဲဒီလက်ခုံးလေးတွေကအမြဲတမ်းတတိပေးနေမယ်ကြောက်ဆူးလေးတွေလိုပါပဲဒေါသထွေးစရာကြုံလာတိုင်းဒီလက်ခုံးလေးကိုချိလိုက်တာနဲ့မိမိကိုယ်အရင်မေတ္တာထားဖို့ရန်သူကိုတောင်ခွင့်လွှတ်ဖို့ဆိုတဲ့အတိတရားတွေပြန်လည်နှိုးကြလာစေမှာဖြစ်ပါတယ်ကဲအခုဆိုရင် George Washington တက္ကသိုလ်မှာကျင်းပခဲ့တဲ့ Global Loving Kindness Meditation Session ရဲ့မှတ်တမ်းတွေကအရေးကြီးတဲ့အချက်တွေကိုအတော်လေးစူးစမ်းလေ့လာမိသွားပြီလို့ထင်ပါတယ်အချင်းချုပ်အနည်းနဲ့ပြန်ကြည့်ရရင် Washington DC မှာမိုင်ပေါင်း1300ကိုဖျက်တမ်းလာတဲ့ Walk for Peace ရုပ်ပိုင်းဆိုင်ရာခီးစဉ်ကြီးပြီးဆုံးသွားပြီဖြစ်ပေမဲ့ဒီခီးစဉ်ဟာတကယ်တမ်းကျတော့အခုမှစတင်တာဖြစ်ပါလေမှန်ကပေါ့လူသားအလုံးအနေနဲ့ဘဝတစ်သက်တာလုံးနေ့စဉ်နဲ့မျှဆက်လက်လောင်းလျှောက်လှမ်းရမယ်ငြင်းချမ်းရေးခီးစဉ်ကြီးဖြစ်ပါတယ်ဆရာတော်ကအလွန်မတောက်ဝေကောင်းတဲ့မာကြားချက်လေးတစ်ခုကိုပေးခဲ့ပါတယ်ဘယ်လိုမာကြားချက်လေးလဲအဲ့ဒါကတော့နေ့စဉ်မနဲ့အိယာနိုတိုင်းဒီနေ့ဟာငါရဲ့ငြင်းချမ်းတော်နေဖြစ်ရမယ်ဆိုတဲ့ခံယူချက်နဲ့နေ့စဉ်တတိကပ်ပြီးနေထိုင်ကြဖို့တိုက်တွန်းသွားတာပါပဲဒီလိုခံယူချက်မျိုးနဲ့နေ့စဉ်ခြေလမ်းတိုင်းကိုတတိကပ်ပြီးရှောက်လှမ်းသွားမယ်ဆိုရင်ကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်ဟာအလိုလိုငြင်းချမ်းလာမှာအသေးချပါပဲဒီဆွေးနွေးချက်တွေအားလုံးကိုခြုံငုံပြီးတဲ့နောက်မှာတော့နားဆင်သူတွေအတွက်ဆက်လက်တွေးတောစရာလေးနက်တဲ့မေးခွန်းတစ်ခုကိုမေးမြန်းချင်ပါတယ်ပြောပါဦးဗျာအကယ်၍ရုပ်ပိုင်းဆိုင်ရာပစ္စည်းဥစ္စာတွေအားလုံးကိုတည်ဆုံးချိန်မှာထားခဲ့ရပြီးမိမိရဲ့လောက်ရက်တည်တာလျင်ပါဝါမယ်ဆိုရင်လက်ရှိနေ့စဉ်ဘဝမှာကျွန်တော်တို့ဟာတ
ကယ်ယူသွားလို့ရမယ့်အရာတွေအတွက်ချိန်ပေးနေတာလားဒါမှမဟုတ်ထားခဲ့ရမယ့်အရာတွေအတွက်ပဲချိန်နေကုန်ဆုံးခံနေတာလားဆိုတဲ့မေးခွန်းပါပဲ တကယ်ကိုကိုအမြဲတမ်းပြန်လဲစမ်းစစ်ကြည့်တဲ့အတွေ့အခေါ်တစ်ခုပါပဲဒီလေးနဲ့တဲ့အတွေ့လေးနဲ့တူကျွန်တော်တို့ရဲ့ဒီနေ့စူးစမ်းလေ့လာမှုအစီအစဉ်လေးကိုဒီနေ့မှာပဲငြိမ်းချမ်းစွာအဆုံးသတ်လိုက်ကြအောင်ဗျာအားလုံးပဲခန္ဓာကိုယ်ရဲ့ကျန်းမာရေးစိတ်ရဲ့ငြိမ်းချမ်းရေးတွေကိုအပြည့်အဝပိုင်ဆိုင်နိုင်ကြပါစေ